ရှိတုန်းကဘာရန်တီဘီမှာဗျမဒမင်းကြီးမင်းပြူနေခိုက်ဖျားလောင်းဟာမင်းကြီးကိုစုံမတဲ့ပညာရှိအမတ်ဖြစ်နေပါတယ်ဗျမဒမင်းကြီးဟာအမတန်စကားများတဲ့သူဖြစ်တယ်မင်းကြီးဒီလိုစကားများတာကိုစုံမဖို့အတွက်ပညာရှိအမတ်ကြီးဟာအခြေအနေကောင်းတစ်ခုကိုစောင့်ဆိုင်နေပါတယ်တနေ့တော့မင်းကြီးဟာမင်္ဂလာဥယျာဉ်တို့ကိုအပန်းဖြေထွက်တော်မူရင်းဥယျာဉ်ထဲကကြောက်ဖြာပေါ်မှာအနားယူထိုင်နေတော်မူတယ်အဲ့ဒီကြောက်ဖြာရဲ့အထက်မှာတရက်ပင်ကပင်ရှိတယ်အဲ့ဒီတရက်ပင်မှာကြီးတိုက်တတိုက်ရှိတယ်အဲ့ဒီကြီးတိုက်ထဲမှာအုတ်အောငှက်တကောင်ဟာသူ့ဥကိုဥသွားပါတယ်ကြီးမကတော့အဲ့ဒီဥကိုသူ့ဥပဲအောက်မေပြီးစောင့်ရှောက်နေတာပေါ့နောက်တော့အဲ့ဒီဥဟာအုတ်အောငှက်ကလေးတကောင်ပေါက်လာတယ်ကြီးမဟာသူ့သားထင်သည်အဲ့ဒီငှက်ကလေးကိုအစာရရှာဖွေကျွေးမွေးခဲ့တယ်အဲ့ဒီအုတ်အောငှက်ဟာအမွေးအတောင်မစုံခင်ကလေးကအုတ်အောငှက်အတန်ကိုပြုတ်တယ်ဒီတော့ကြီးမဟာဒီငှက်ငယ်ဟာအခုကလေးကတခြားငှက်ရဲ့အတန်ကိုပြုတ်တယ်ကြီးရင်ဘလို့လွတ်မလဲဆိုပြီးအုတ်အောငှက်ငယ်ကိုနှုတ်သီးနဲ့ထိုးတတ်တယ်ပြီးတော့အတိုက်ကနေပစ်ချလိုက်တယ်အဲ့ဒီအုတ်အောငှက်အသေးကောင်လေးဟာမင်းကြီးရဲ့ခြေရင်းကိုကြားလာတယ်အဲ့ဒါကိုမြင်တော့မင်းကြီးကပညာရှိအမတ်ကိုဒီငှက်ငယ်ကြားလာရတဲ့အကြောင်းကိုမေးပါတယ်ပညာရှိအမတ်ကြီးကစကားများတဲ့မင်းကြီးကိုစွန့်မဖို့အတွက်အကြောင်းတိုက်ဆိုင်ပြီးလို့တွေးပြီးအရှင်မင်းကြီးလောကမှာနှုတ်မဆောင်စည်းပဲအခါမဟုတ်စကားများတဲ့သူတွေဟာအခုအုတ်အောငှက်လိုပဲဆင်းရဲဒုက္ခရောက်ရပါလိမ့်မယ်ဒီငှက်ငယ်ဟာကြီးမကကျွေးမွေးထားတဲ့သားဖြစ်ပါတယ်အမွေးအတောင်မဆုံးခင်အုတ်အောငှက်တန်ပြိုးမိတဲ့အတွက်ကြီးငှက်ကငါသားသမီးမဟုတ်ဆိုတာသိပြီးနှုတ်သီးနဲ့ထိုးတတ်ထဲတာဖြစ်ပါလေလို့ရှောက်တင်တယ်